အရင်ခေတ်ကျောင်းသူများစာတက်တော့ခါ ညမှာအစအစာအဝတ်အထည်နေအိမ်ကနေအိမ်ကစားပြီးဖြည့်သွင်းရှိတော့လည်းငါ့ကိုလို့ညမှာကျမ်းမာရေးပညာရေး ဟဲ့ပြီးငယ်ပြီငါတို့တယောက်ကောင်းချင်တယ်ဆော့ရအောင်လေ ဒီဆုံးမလေးလည်းဆမ်းချစ်လို့ပြရတယ်တက်တက်ဒီစာတွေပဲကြက်နေရတယ် မိတာပြစ်လို့ ငါကြီးကိုရပြီ ဒီပါဟဲ့နေကွက်ကဟိုဘက်ကဖြစ်မလဲဘာလို့ဟိုဘက်ကဖြစ်နေရလဲ ငါဟိုဘကခဏမှပြထားလေ ဒါဆိုအဲ့လိုပဲနေပါကြီးညာပဲ ဟဲ့ဟိုတမင်းကဘာလုပ်ညာလဲနင်တို့ငါစားချက်ခိုင်းတာလေစားချက်စားရှင်းချက်စားမှာစားချက်ရှင်စားချက်လေအဲ့လိုမှမသိဘူး ဟာဖေကလည်းဒီမှာစိုးကောင်းလို့စိုးနေတဲ့ဟာကို ဟောဘာလို့ကောင်းစပိုင်းလာပြောရနော်ပညာကြီးအတိကနင်တို့ပညာတတ်မှာငါတို့လိုမျိုးစစင်းရဲမနေရမှာအဲ့တော့စားချက်လို့ပြောနင်တို့အလကားဆုံးမနေဘူး အေးပါဖေကလည်းခဏပဲခိုင်းတိုင်းစာပြန်ချက်မှာ ဘာမှခဏလာပြလာအခုရှင်းလာမြတ်ဆုံးလာတော့အခုရှင်းလာတော့လာတော့လာတော့ ဒီနေ့ရောစိုး အခုခေတ်ကျောင်းသူများစာတက်တော့ခါ ကုန်စီနဲ့ဝန်ဆောင်မှုများမှာထုတ်လို့ရအတွက်အင်အားစုများကိုပေါင်းစပ်အသုံးပြုရတော့ကိုထုတ်လို့အင်အားစုများဟု၍ခေါ်သည် ဘာလို့ညာတော့စာဒီနေကိုထိုင်ချက်နေရပဲလောက်စားချက်တန်းစီညာပဲစာကိုရှာအခုရှင်းရှာစာပဲချက်နေတစ်တော်လေးပါလိစောင်းတစ်တော်ဆောင်မှာဆယ်လီဖြစ်မှာငါတို့ကွာကောင်းသားမှာနားမလည်ဘူး ဖေကလည်းစာခဏပြင်ရတဲ့ဒီဖြစ်မှာပေါ့ ဒီဖေအလဲစားကြရမှာပေါ့ကျောင်းသူကျောင်းသားဆိုစားကြရမှာပေါ့ပြတဲ့ဒီဖြစ်မှာနိုင်ငံကိုစောင်းနေမှာပေါ့ ဘာပညာတတ်ဖြစ်တိုင်းမဖြစ်တိုင်းမှာနားမလည်ဘူးခုရှင်တစ်တော်ဆော့တာပဲတစ်တော်ဆော့မှာဒီလိုဆယ်လီဖြစ်မှာငါတို့ကောင်းသားမှာနားရလား ဟာမဆိုရှင်ဘူးဖေကလည်းတော်တော်ဆိုလည်းလိုက်ရတယ်မဟုတ်ဘူးဒီလေဖေကလည်းပြည့်ပြူးလိုက်ကြတယ်လည်းမဟုတ်ဘူးထောက်ထမြန်မာနိုင်ငံမှာစေပြီးပိုးတော့เนี่ยတမီးတော့ဘလို့ပေါက်နေမှာတော့ ငါဘာမှပြောရနေအခုရှင်ဆော့မဆော့လား အယောဒီမှာ ပြင်း ဟဲ့တစ်တော်ဘလို့ဆော့နေရတော့ငါဆော့လည်းပြပောက်လိုက်ပဲနော်ငါဆော့ရင်တော့မိဟင်းနဲ့တားတယ်နေဘာလုပ်နေဘာလုပ်နေဘာလို့လဲ